ပတ်စံချမ်းသာတဲ့လူကလည်းစိတ်အေးရတာမဟုတ်ဘူးဆင်းရဲတဲ့ပုဂ္ဂိုလ်ကလည်းစိတ်အေးရတာမဟုတ်ဘူးဘဝတန်တရားခရီးကိုရှောက်တဲ့အခါမှာဒီဘဝနောင်ဘဝဆိုတာယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဒီဘဝမှာရှိနေကြတယ်လူတွေကမိမိတို့ဒီဘဝရှိတယ်ဒါကိုတော့လူတိုင်းလက်ခံကြတယ်နောင်ဘဝရှိတယ်မရှိဘူးဆိုတာလူတိုင်းလက်မခံဘူးပေါ့သို့တော်လည်းဒီဘဝအရေးစိတ်အေးရတဲ့ပုဂ္ဂိုလ်တွေရောရှိရလားဆိုလို့ရှိရင်မရှိနိုင်လုံးဝစိတ်အေးရပြီလို့ပြောတဲ့ပုဂ္ဂိုလ်ကတကယ်ရောစိတ်အေးရတာဟုတ်ကဲ့လားမဟုတ်ဘူးသို့တော်သူတို့ကတော့ပြောကြတယ်ဒီဘဝမှာစိတ်အေးရပြီလို့ဒီလိုပြောကြတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဟောပြောချက်ကလောကလူသားတွေရဲ့အထင်အမြင်တွေနဲ့တလွဲစီပဲဖြစ်တာများတယ်ဒီတရားကိုလောကအရေးစိတ်အေးဖို့ဆိုတဲ့အကြောင်းချင်းရာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတန်ယုဒ္ဓနိကေအာလာဝကသုတ်တံမှာဟောထားတာရှိတယ်